ဒီ comment ပိုင်ရှင်လေးကိုလာပြီးတော့ reply ပြန်ပေးချင်ပါတယ်သူကဘာပြောထားတာလဲဆိုတော့TikTok မှာတဲ့ဗီဒီယိုတွေ9ပုတ်တင်တယ်3ပုတ်တင်တယ်ဒါပေမဲ့ view တွေလည်းရမလာဘူးငကိုတော့ကဆိုရင်တော့သူ့ရဲ့အကောင့်ထဲကိုမှဝင်ဆက်လိုက်တယ်ပေါ့နော်ဝင်ဆက်လိုက်တဲ့အခါမှာဆိုရင်သူ့ရဲ့အကောင့်ကငကိုတော့ကဆိုရင် view တွေ million view တွေပေါ့နော် k တန်း k တသန်းအထိတောင်ရှိတဲ့ဗီဒီယိုတွေတောင်ရှိတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာဘာလို့သူ့ရဲ့ဗီဒီယိုတွေက view မရတော့တာလဲဘာကြောင့် like တွေမရတာလဲဘာကြောင့် follower တွေမရလာလဲဆိုလို့ရှိရင်ဒီနေ့ဒီဗီဒီယိုမှာလာပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်တကယ်လို့အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတိုင်းလည်းအဲ့ဒီလိုမျိုးအခုရဲ့ပိုင်းမှာဗီဒီယိုတွေတင်လိုက်တဲ့အခါမှာ view တွေမရဘူး follower တွေမရဘူးဆိုရင်တော့ဒီနီးလန်းတွေကိုလိုက်လုပ်ကြည့်ပြီးတော့ဒီဗီဒီယိုလေးတိုင်းလိုက်လုပ်ပြီးပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ TikTok မှာအခုဆိုလို့ရှိရင်လုပ်တဲ့သူတွေအများများလာပြီ။အများလာတဲ့အခါမှာကိုကဗီဒီယိုကိုငကိုတော့ကပုံစံအတိုင်းငကိုတော့ကအတိုင်းကိုလိုက်လုပ်နေလို့ရှိရင်ကိုရဲ့ဗီဒီယို view တွေ follower တွေရလာမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ငကိုတော့ကဆိုရင်လုပ်တဲ့သူ TikTok မှာလုပ်တဲ့သူအများနေတာဖြစ်တဲ့ကြောင့်မလို့ကိုပါတင်နေ view ရတယ် follower ရတယ်ကြည့်ချူသူများတယ်တကယ်လို့ကိုကပစ္စည်းရောင်းနေတယ်ဆိုရင်တော့အဲ့ဒီပစ္စည်းကိုတန်းဝယ်တယ်တန်းပြီးတော့ရင်ရောင်းရတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာရောင်းတဲ့သူတွေအများများလာတဲ့လုပ်တဲ့သူတွေအများများလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဗီဒီယိုက quality ကောင်းရမယ်ကြည့်ရှုဖို့အတွက်3စက္ကန့်အတွင်းမှာကိုယ့်ရဲ့ဗီဒီယိုကိုရက်ကြည့်နိုင်အောင်ကိုလုပ်ပေးနိုင်ရမယ်ဒါမှသာလျှင်ကိုယ့်ရဲ့ဗီဒီယိုက view တွေ follower တွေရရှိလာမှာဖြစ်ပါတယ်အဲ့ဒီညီမလေးရဲ့အကောင့်ထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာဆိုရင်သူ့ရဲ့အထက်မှာအင်ကြီးတွေရောင်းထားတယ် make up တွေအစုံပေါ့နော်ကိုယ့်ရဲ့ပစ္စည်းကဗျောက်တောက်ဖြစ်နေတဲ့အခါမှာဆိုရင်အဲ့ဒီဗီဒီယိုက view လည်းရ view တော့ရရှိမယ်ဒါပေမဲ့ရောင်းရမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒီတပုတ်ကိုတင်လိုက်တဲ့အင်ကြီးဒီတပုတ်ကိုတင်လိုက်တဲ့ make up အဲ့ဒီခါမှာဘယ် customer ကဘယ်အုပ်စုကို TikTok user ကပို့ပေးရမှန်းမသိဖြစ်ပြီးတော့အဲ့ဒီဗီဒီယိုက view နေတာဖြစ်ပါတယ်။ပြောချင်တဲ့အဓိပ္ပာယ်ကကိုယ့်ရဲ့ဗီဒီယိုတင်လိုက်တဲ့ဗီဒီယိုကတိကျတဲ့ customer မရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဗီဒီယိုက view မရတာဖြစ်ပါတယ်တကယ်လို့ရောင်းနေဆိုလို့ရှိရင်လည်းအဲ့ဒီပစ္စည်းကရောင်းရမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကိုက follower ရဖို့လား view ရဖို့လားရောင်းရဖို့လားဆိုတော့ကိုယ့်ရဲ့ဗီဒီယိုကိုပြန်ပြီးတော့သုံးသပ်ပေးရမယ်တကယ်လို့ကိုက view ပဲလိုချင်နေဆိုရင်တော့ကို trend ဖြစ်တဲ့သင်းတွေ trend ဖြစ်တဲ့ hashtag တွေ trend ဖြစ်တဲ့အရာတွေနဲ့ကို like လုပ်မယ်ဆိုရင်တော့ view ရမယ်ကိုကတကယ်လို့အဲ့ပစ္စည်းကိုရောင်းချင်နေဆိုရင်တော့တိကျတဲ့ customer ကိုရွေးချယ်ပေးရမယ်ပြောချင်တာကတိကျတဲ့ customer ဆိုရင်ဥပမာကိုကအင်ကြီးပစ္စည်းတစ်ခုကိုရောင်းချင်နေဆိုရင်အဲ့ဒီအင်ကြီးအတွက်တည်တံ့ကြီးပဲဗီဒီယိုတွေဖန်တီးပေးပါဒါဆိုရင်အဲ့ဒီအင်ကြီးကိုကြိုက်နေတဲ့သူတွေချီကိုပဲ TikTok user ကပို့ဆောင်ပေးမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ TikTok user အလုပ်လုပ်တဲ့ပုံစံကဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူကတခုဆိုရင်တခုပဲပို့ပေးတာဥပမာလင်းကဟာသားတွေပဲကြည့်တယ်ဆိုရင်သူကဟာသားတွေပဲပို့ပေးတာဥပမာကိုက TikTok နီလန်းတွေကိုပဲကြည့်တယ်ဆိုရင် TikTok နီလန်းတွေကိုပဲပို့ပေးတာဒီလိုမျိုးဖြစ်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုကပစ္စည်းတစ်ခုကိုရောင်းမယ်ဆိုရင်တစ်ခုကိုပဲရွေးချယ်ပေးရမယ်။အင်ကြီးရောင်းမှာလား skin care ရောင်းမှာလားကိုဘာရောင်းမှာလဲပေါ့နော်အဲ့ဒီအထည်တဲ့ကနေတစ်ခုကိုပဲရွေးချယ်ပြီးတော့အဲ့ဒီတစ်ခုကိုပဲရွေးချယ်ပြီးတော့လုပ်ပေးဖို့ပြောချင်ပါတယ်။ဒီနီလန်းလေးကိုလိုက်လုပ်ကြည့်ပါ။တကယ်လို့ကိုကနေပြီးတော့အဲ့ဒီနီလန်းကိုလိုက်လုပ်ကြည့်ပေးလို့ view တွေများလာပြီ follower တွေရလာပြီကိုအတွက်တိကျတဲ့ customer ရလာပြီဆိုတဲ့ခါမှသာလေကိုပစ္စည်းပဲရောင်းဗီဒီယိုပဲတင်view တွေ follower တွေရရှိလာမှာဖြစ်ပါတယ်။ဒါပေမဲ့ကို့အနေနဲ့သိထားရမယ့်အရာတစ်ခုကဘာလဲဆိုတော့ဇက်တိုက်လုပ်ပါကိုလုံးနေတဲ့အရာကပေးနိုင်တဲ့အရာဖြစ်ပြီးတော့အဲ့ဒီအရာပေါ်မှာကိုအာရုံစိုက်ပြီးပါဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ TikTok ဗီဒီယိုတွေက view တွေ follower တွေရရှိလာမှာဖြစ်ပါတယ်။ဒီနည်းလမ်းလေးကိုသုံးကြည့်လိုက်ပါတကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာ